အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အိမ်မှာနေဝင်ရှာခြင်းတဲ့သူတွေ TikTok သုံးရင်ပတ်စံရှာခြင်းတဲ့သူတွေအတွက်ဂျပန် TikTok အကောင့်အလွယ်တကူဖွင့်နည်းကိုတင်ပေးသွားမှာပဲဖြစ်ပါတယ်အရင်ဆုံး Play Store ဒါမှမဟုတ် App Store ဝင်ပြီးတော့ TikTok ကို search bar မှာရိုက်ရှာပါမယ်ကျွန်တော်ကတော့ဒီမှာ download ပြီးလုပ်ပြီးသားဖြစ်လို့ download မဆွဲတော့ဘဲနဲ့ TikTok တွေကိုပဲတိုက်ရိုက်ဝင်ပြလိုက်မှာဖြစ်ပါတယ်ပြီးရင်တော့အကောင့်တွေဖွင့်မှာဖြစ်တဲ့အတွက် sign up ကိုနှိပ်ပါမယ်ပြီးရင်တော့အောက်မှာရှိတဲ့ sign up ကိုထပ်နှိပ်ပါမယ်အောက်မှာကျွန်တော်ဝိုင်းပြထားတဲ့နေရာကိုနှိပ်ပါမယ်ပြီးရင်တော့ region ကိုဂျပန် search bar မှာဂျပန်လို့ရိုက်ရှာပြီးတော့ region ကိုဂျပန်လို့ပြောင်းပေးပါမယ်ဒါဆိုရင်တော့အောက်မှာဂျပန်ဖြစ်သွားပြီဖြစ်ပါတယ်ပြီးရင်တော့လူချင်းမင်းတို့ဖုန်းနံပါတ်နဲ့ဖွင့်ရင်တော့ဒါ region မှာမြန်မာဘာမှကိုရိုက်ရှာပြီးတော့မြန်မာဖုန်းနံပါတ်ရိုက်ထည့်ပေးအောင်ဖြစ်ပါတယ်ကျွန်တော်ကတော့ Google အကောင့်နဲ့ပဲဖွင့်မှာဖြစ်တဲ့အတွက် continue with Google ကိုပဲနှိပ်လိုက်ပါမယ်ဒီမှာသတိပြုရမယ့်အချက်ကဒီဂျပန် TikTok အကောင့်ဖွင့်တဲ့ Gmail အကောင့်ဟာအရင်က TikTok မဖွင့်ဘူးလားသေးတယ် Gmail အကောင့်ဖြစ်ဖို့လိုပါတယ်ကျွန်တော်ကတော့ Gmail အကောင့်ဝင်လာပြီးသားဖြစ်တဲ့အတွက် continue လို့ပဲပြပါတယ်လူချင်းမျိုးအနေနဲ့ဖုန်းထဲမှာ Gmail အကောင့်ဝင်လာတာမရှိရင်တော့ username password ရိုက်ထည့်ပေးရမှာပဲဖြစ်ပါတယ်ရိုက်ထည့်ပေးရမှာ Gmail ရဲ့ username နဲ့ password ပဲဖြစ်ပါတယ်ပြီးရင်တော့ continue ကိုပဲဆက်နေပါမယ်ဒီမှာရေးကြည့်တဲ့ချက်ကတော့မွေးနေ့ကိုထည့်ပေးတဲ့အခါမှာမှတ်ပုံနေနဲ့မွေးနေ့မွေးတက်ကလေးနဲ့တူညီဖို့လိုပါတယ်ဒါမှသာနောက်ပိုင်း monetization ရှောက်တဲ့အခါမှာမှတ်ပုံနေနဲ့မွေးတက်ကလေးနဲ့တူညီပြီးတော့တခါတည်းလွယ်လွယ်ကူအောင်မြင်နိုင်မှာပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒါဂျပန် TikTok အကောင့်တော့ဖွင့်ပြီးသွားပါပြီဒါပြီးသွားရင်တော့ကျွန်တော်တို့ဖွင့်လိုက်တဲ့အကောင့်ကဂျပန် TikTok အကောင့်ဖြစ်ရလားဆိုပြီးပြန်စစ်မှာပဲဖြစ်ပါတယ်အရင်ဆုံးsetting တွေကိုတော့ပါမယ် setting တွေကအကောင့်တွေကိုဝင်ပါမယ်ပြီးရင်တော့ account information တွေကိုတော့ပါမယ်ပြီးရင်တော့ account region မှာဂျပန်ဖြစ်တယ်ဆိုရင်တော့ဒါဂျပန် TikTok အကောင့်ဖြစ်ပါတယ်ပြီးရင်နောက်တစ်ချက်ပို့ပြီးတည်ကြစီဖို့အတွက် TikTok Studio တွေကိုတော့ပါမယ်ပြီးရင်တော့ဒီမှာ Creator Reward Program ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်အဲ့ထက်ဝင်လိုက်မယ်ဆိုရင်တော့ဒါ monetization ရှောက်ဖို့အတွက်ဒါလိုအပ်တဲ့အချက်လက်တွေဖော်ပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့ဒါကျွန်တော်တို့ရဲ့အကောင့်ကဒါဂျပန် TikTok အကောင့်ဖြစ်အောင်မြင်စွာအကောင့်ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ဒါဆိုရင်တော့ဒါဗီဒီယိုလေးတင်ပြီးတော့လွယ်လွယ်ကူပဲအိမ်မှာနေနဲ့ဒါပတ်စံရှာနိုင်မှာပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းလူကြီးမင်းတို့အတွက်ဝင်ငွေလည်းလူရနိုင်စေမယ့်နည်းလမ်းကောင်းတွေကိုဖော်ပြပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့အကောင့်လေးကို subscribe နဲ့ like and follow ပြုလုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ